ဟေးလုံးသားကြီးများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကိုပိုက်ကင်းတို့ရဲ့ဈေးကြီးရဲ့ပထမနေ့ရက်ဖြစ်တဲ့တနေ့လားနေ့ရက်မင်္ဂလာရှိတဲ့မနက်ခင်းပဲဖြစ်ပါတယ်YouTube မှာမတွေ့ရတော့ကိုပိုက်ကင်းတို့ကြာပြီပြန်တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်မင်္ဂလာလည်းရှိပါတယ်ထုံးစံတိုင်းကိုပိုက်ကင်းတို့ဘာနဲ့စမလဲဆိုရင်ရင်တစ်ပတ်ကပြောက်ခဲ့တဲ့ပတ်တီးနဲ့ပဲစမယ်ရင်တစ်ပတ်ပြောက်ခဲ့တဲ့ပတ်တီးကနဲ့3 9ဆိုပြီးတော့ပြောက်ခဲ့တယ်ထူးခြားချက်ကဘာရှိလဲဆိုရင်ဒီထဲမှာဒီနှစ်ကနှစ်ပတ်စတိုက်ပျောက်ထားတဲ့ပတ်တီးတစ်လုံးဖြစ်ပါတယ် break အနေနဲ့ဘာတွေပျောက်လဲဆိုရင်အရင်တစ်ပတ်က break 3 4 5ခွန်ဆိုပြီးတော့ဒီ break လေးလုံးကပျောက်တယ်ဒီကောင်တွေမှာကျတော့ဒီ3ရယ်ဒီခွန်ရယ်ကနှစ်ပတ်ဆက်ပျောက်ထားတဲ့ break တွေဖြစ်ပါတယ်ဒါကြောင့်မို့ကိုပိုက်ကင်းတို့ကဒီတစ်ပတ်မှာဒီပတ်တီးနှစ် break 3 break ခွန်ကလာမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပြီးတော့စောင့်ကြည့်တင်တဲ့အရာဖြစ်ပါတယ်ပြီးတော့ power 395 16နှစ်ခွန်3849ဆိုတဲ့ power ကလည်းနှစ်ပတ်စတိုက်ပျောက်ထားတယ်နက်ခတ်လည်းရင်တစ်ပတ်ကပျောက်တယ်ဒါကြောင့်မို့ဒီတစ်ပတ်ကဒါတွေကပြန်နှွေးတဲ့ကိုပိုက်ကင်းတို့ဆောင်းမွဲဖြေကန်နေကွာပြန်နှွေးသလိုမျိုးပြန်နှွေးပေးတာဖြစ်တယ်ဒါတွေလုံးသားကြည့်တာဆိုရင်အဆင်ပြေပြီဒါဆိုဒီတစ်ပတ်အတွက်သွေးပူလေးချင်ကန်းလိုမျိုးဖြစ်သွားပြီပြီးတော့ကြတော့ကိုပိုက်ကင်းကဗာပြောချင်လဲဆိုရင်အားကောင်းဘက်တီပေါ့နော်ဒါပြောနေကြပါအပတ်တိုင်းအားကောင်းဘက်တီတွေက1 2 4 5 8ဆိုတဲ့အားကောင်းဘက်တီတွေဖြစ်တယ်ဒီတစ်ပတ်အတွက်ဒီလိုအားကောင်းဘက်တီလို့ပြောလို့မပြောက်တော့ဘူးဆိုပြီးတော့အရန်နေလဲမဝုန်းပါနဲ့ဘာမဆိုလောင်ကစားကဖြစ်သွားတယ်ဆိုတော့နှလုံးသားကြီးကဘိုက်ကင်းထက်ပိုသိမှာပါပြီးရင်နှလုံးသားကြီးတို့မတင်ပေးဖြစ်တော့အများနဲ့လာမေးနေတဲ့ YouTube 6ကွက်ကိုတင်ပေးပါမယ် YouTube 6ကွက်က10တင်းနဲ့3 5 4 6 5 6ကြောက်ဆိုတာ YouTube 6ခွက်ဖြစ်ပါတယ်လုံးသားကြီးကြိုက်တူရင်ယူက3နိုင်ပါတယ်စုံနိုင်ပါတယ်ဒီတစ်ပတ်ကကြာတာပရိနေ့ပိတ်ပါတယ်နှလုံးသားကြီးဈေးပိတ်ရက်1ရက်ရှိပါတယ်နှလုံးသားကြီး4ရက်စောရမှာဖြစ်ပါတယ်ဒီတစ်ပတ်အတွက်စောရက်က4ရက်ရှိမှာဖြစ်ပါတယ်ပြီးတော့ကိုပိုက်ကင်းတစ်ခုပြောချင်တာကဘာလဲဆိုတော့တောက်ကြနေအရင်တစ်ပတ်တောက်ကြနေကထွက်သွားတဲ့မနက်ဖက်ကလေးညနေဘက်က3 အဲ့ကနန်းနှလုံးအပါဝင်ကနန်းဒီအတွဲနှလုံးဆိုလို့3 နှလုံးနဲ့ထင်နေမှာမဟုတ်ဘူးเนาะဒီနှစ်ခုလုံးအပါဝင်ဒီနေ့ကစပြီးထွက်တဲ့ကနန်းကနောက်တစ်ပတ်အင်္ဂါနေ့အထိတစ်ချိန်ပြန်ကြလာမှာပါဒီတောက်ကြနေရစတဲ့ဒီ Friday ကစတဲ့ကနန်းကဒီနောက်တစ်ပတ်အင်္ဂါနေ့အထိဒီတဲကထွက်သမျှကနန်းတွေကတဲကတစ်လုံးကနောက်တစ်ပတ်အင်္ဂါမကြော်ဘူးပြန်ကြလာမှာအဲ့အတွက်နှလုံးသားကြီးကအဲ့ဒါကိုလည်းချင်းချိန်ပြီးစော့နိုင်ပါတယ်နှလုံးသားကြီးများဒါတွေကနှလုံးသားကြီးကိုပြန်လဲပြီးတော့နှွေးတယ် one up သွေးပူလေးချိန်ကန်ပုံစံမျိုးနှလုံးသားကြီးကိုကိုပိုက်ကင်းရလုပ်ပေးတာဖြစ်ပါတယ်ဒါတွေကတော့ဒီတစ်ပတ်ကိုပိုက်ကင်းစီကဝယ်ယူရရှိနိုင်တဲ့ကတ်တွေဖြစ်ပါတယ်တစ်ပတ်တွင်အပီးကတ်တွေကတစ်ပတ်စာကတ်ရှိမယ်မနက်3ညနေ3ရှိမယ်စာကလေးခွေရှိမယ်ငွေကတ်ဆိုရင် M3 စူပူကြီးရှိပါမယ်ဒီတစ်ပတ်စာကတ်မှာ6ကင်းပါမယ်ချင်းသေးပတ်တီးပါမယ်ထမင်းစား9ခွက်ပါမယ်ဘလိုကောင်းလေးပါမယ်တစ်ပတ်စာကတ်ရဲ့သဘောတရားဘယ်လိုလဲဆိုတော့သူကone stop မှတ်လို့ပဲတစ်နေရာတည်းနဲ့စော့ကျင်တဲ့ဟာတွေအကုန်ရှိတယ်ပတ်တီးစော့မှာလား brace စော့မှာလားမွေးခွက်စော့မှာလားလုံးဝတေးကြတဲ့ကိုခွက်ကိုစော့မှာလားအဲ့ဒီလိုစော့နိုင်တယ်မနက်3ညနေ3ဆိုတာမနက်ကို3ခွက်ပဲထိုးညနေကို3ခွက်ပဲထိုးအဲ့ဒါကမနက်3ညနေ3စာခွေးခွေကတော့လေးလုံးခွေဖြစ်ပါတယ်အများနဲ့အောင်မြင်နေကြခွေတွေဆိုတာနှလုံးသားကြီးတို့သိပါတယ်
ဒီ M3 ကတော့ M3 ကကြိုက်ပါတယ်ကိုပိုက်ကင်းရဲ့အမြင်အရဆိုရင် M3 ကဒီတစ်ပတ်မထွက်နောက်တစ်ပတ်ထွက်တော့မယ်သူကအရန်ကိုအားကောင်းနေပါပြီလုံသားကြီးဒီရက်ပိုင်းတွေမှာအရန်ပူပါတယ်အပြင်ကနေပြန်လာပြီးတော့ရေခဲရည်တွေရန်တန်းပြီးတော့တောက်လိုက်တာမျိုးတော့မလုပ်ပါနဲ့မဖြစ်မနေနေခင်းပိုင်းပြင်ထွက်ရမယ်ဆိုရင်အဲ့လိုလိုရှင်းလေးနည်းနည်းလူးပြီးသွားတာဖြစ်ထီးတို့အုတ်ထုပ်တို့စောင်းပြီးတော့သွားတာနှလုံးသားကြီးအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးတော့အဲ့လို12နာရီထိုး1နာရီကနေ3နာရီကြားထဲမှာမြစ်ချောင်းအင်းအိုင်တွေမှာရေချိုးရတယ်မလုပ်ပါနဲ့နှလုံးသားကြီးအသက်ကိုညှန်ဆောင်ပါတယ်ပြီးတော့အရက်တွေပါတွေတောက်တာတို့ဘာလို့လဲမလုပ်တာပိုကောင်းပါတယ်ဒီလိုချိန်ကအရန်ပူပါတယ်နည်းနည်းလေးပဲတီးခံပါဒီ3-4ရက်တွင်ပြီးရင်တော့အပူချိန်ကကြာတော့မှာဖြစ်ပါတယ်ကိုပိုက်ကင်းတို့ကရောင်းသူဝယ်သူဆိုတာထက်မိသားစုလိုဖြစ်နေကြတာပါနှလုံးသားကြီးများအားလုံးဂရုစိုက်ပါနှလုံးသားကြီးများအားလုံးဒီတစ်ပတ်တာလုံးအဆင်ပြေပြီးထိုးတာနဲ့ထွက်တာနဲ့ကွက်တီဖြစ်၍အမျက်တွေအများကြီးရပါစေလို့ကိုပိုက်ကင်းကဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာမနက်ခင်းမှာနှလုံးသားကြီးများ